နိုင်ငံတော်တော်လိုင်းအင်အားစုတွေရဲ့အရှိန်မြင့်ထိုးစစ်တွေကြောင့်စစ်ရေးအရရှုံးနေတဲ့စစ်ကောင်စီအားတပ်စခန်းတွေထပ်ပြီးတော့လက်မလွှဲရရေးနဲ့တံပြန်တိုက်ခိုက်ရေးတွေအတွက်ရှေ့တန်းစစ်မျက်နှာပြင်ကိုစစ်မှုထမ်းတပ်သားတပ်တွေကိုဆေလွှတ်နေရပါတယ်။ထန်နလီထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရရေးကြိုးပမ်းနေတဲ့တိုက်ပွဲတွေမှာစစ်မှုထမ်းအပတ်စဉ်ရှောင်းတဲ့ခုနှစ်ကတိုက်ပွဲအတွေ့အကြုံလာပိုင်းသာရှိသေးတဲ့တပ်သားတပ်တွေအများကြီးအသုံးပြုနေတယ်လို့စစ်ကောင်စီလော်ဘီချန်နယ်တွေကိုကြည့်ရင်သိနိုင်ပါတယ်။စစ်ကောင်စီကနောင်ချိုတိုက်ပွဲမှာအတွေ့အကြုံနဲ့ပါတဲ့စစ်မှုထမ်းတပ်သားတပ်တွေကိုအဓိကအသုံးပြုတိုက်ခိုက်နေတာကြောင့်အကြအဆုံးများပြားနေတယ်လို့နောင်ချိုမြို့နယ်ကမြေပြင်စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါတယ်။ရခိုင်မြို့သိမ်းတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဟာထိန်းချုပ်မြို့တွေကမွတ်စလင်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်ပြီးတော့စစ်တင်တန်းပေးပြီးနောက်အေးရဲ့ထိုးစစ်တွေကိုခုခံဖို့အသုံးပြုခဲ့ပါတယ်။ရသေတောင်မောင်တော်မြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီရဲ့စစ်တင်တန်းစစ်မွတ်စလင်တပ်သားတွေပါဝင်ခဲ့တယ်လို့အေကတပ်ပုံရုပ်သံဖိုင်နေတဲ့တကွာထုတ်ပြန်ခဲ့တယ်လို့ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာလည်းစစ်တင်တန်းစစ်မွတ်စလင်တွေပါဝင်ခဲ့တာကို DMG ရဲ့မြေပြင်ကွင်းစင်မှုအရသိခဲ့ရပါတယ်။လက်ရှိကြောက်ဖြူမြို့နယ်မှာလည်းမေလနောက်ဆုံးအပတ်ကအေထဖန်စီခံရတဲ့စစ်ကောင်စီတပ်သားတွေထဲမှာစစ်မှုထမ်းတပ်သားတွေအများစွာပါဝင်တယ်လို့အေရဲ့စစ်ရေးတရေမြတ်တို့ကပြောပါတယ်။ကျွန်တော်ကြုံခဲ့ရတာဆိုရင်ဒီကြောက်ဖြူတိုက်ပွဲကစစ်မှုထမ်းတပ်သားတစ်လေးတွင်ပေါ့လေနော်။သူတို့လည်းဆိုရင်တစ်နှစ်တောင်ကောင်းကောင်းဒီမပစ်တတ်ဘူး။အလင်းဝင်လာတဲ့ဒီစစ်မှုထမ်းကောင်လေးတွေကိုမေးကြည့်ရတဲ့လောက်ပေါ့လေနော်။တချို့ကသပင်ညက်ဆိုင်မှာတချို့ကတက်တူးထိုးတဲ့ဆိုင်မှာအဲ့လိုမျိုးအဖမ်းခံရပြီးတော့စစ်မှုထမ်းပို့ဆောင်ခံရတာပေါ့။ပြီးတော့ဒီအရှိခံစစ်တင်တန်း2လတက်ပြီးတာနဲ့ကြောက်ဖြူစစ်မျက်နှာကိုပို့ဆောင်လိုက်တာလို့သူတို့ကတော့အဲ့လိုပြောတယ်ပေါ့လေနော်။ဒီကိုရောက်တော့ကျွန်တော်တစ်နှစ်လည်းမပစ်တတ်ဘူးဘယ်သူမှလည်းမပစ်ခဲ့ဘူးဆိုပြီးတော့အဲ့လိုမျိုးပုံစံနဲ့အလင်းဝင်လာကြတာပေါ့လေနော်အဲ့လိုမျိုးတော့သိရတယ်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအတန့်သွင်းပြီးနောက်မှာတော့လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးစစ်တင်တန်းပေးနေပြီးတော့လက်ရှိမှာတော့စစ်မှုထမ်းတင်တန်းအပတ်စဉ်73ခုအထိရှိလာခဲ့ပြီဖြစ်ပါတယ်စစ်ကောင်စီအတွက်စစ်မြေပြင်မှာအတွေ့အကြုံရှိပြီးတိုက်ရိုက်ခိုက်ရိုက်ကောင်းတဲ့တပ်သားအရင်အမြတ်ဆုံးရှုံးလာတာကြောင့်တပ်သားလိုအပ်ရှင်မြင့်တက်လာပါတယ်အဲဒါကြောင့်လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးစစ်မှုထမ်းအပတ်စဉ်တွေကိုမပြတ်တမ်းလုပ်နေရတာပါအဲ့ဒီလိုအတင်းအဓမ္မတပ်သားဆုဆောက်ခံရသူတွေကိုစိုက်ဝါခေါ်စိတ်ဓာတ်ဆက်ဆံရေးတွေရိုက်သွင်းပြီးတော့စက်မြေပြင်ကိုပို့ဆောင်နေတာအပြင်ပြည်သူတွေကိုအကြမ်းဖက်တဲ့လုပ်ရက်တွေကိုစေခိုင်းထားတယ်လို့စစ်ရေးလေးလာဆောင်ကြည့်သူတွေကပြောကြပါတယ်ဆက်လက်ပြီးတော့စီရီယန်ဘူကြီးစင်ရောသုံးသက်တာကအာနာမသိန်းခင်10နှစ်လောက်ကလေးကစစ်တပ်မှာအရှာပါဆုံးကတပ်သားစစ်ပဲပတ်စံပေးဝယ်တာကိုပဲတော်တော်ရှာရှာပါပါနဲ့ရတဲ့အနေထားမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့တပ်တွင်းအင်ကလုံးဝကိုပဲပြတ်သုံးသွားတဲ့အနေအထားမျိုးဖြစ်လို့ဒါအခုဒီလူငယ်တပ်သားတစ်တွေကိုရတဲ့နေရာကနေဇွတ်ခေါ်ပြီးတော့သုံးနေရတာသူတို့တပ်တွင်းမှာကအဓိကပေါ့နော်မန်လို့ခေါ်တဲ့ကျွန်တော်တို့ဒီစစ်တီအရင်မြစ်တွေလုံးဝကုံဆုံးသွားပြီပေါ့ဒါကြောင့်ဒီတပ်သားတစ်တွေနဲ့ကြားကန်ပြီးတော့အင်အားဖြည့်နေရတဲ့အနေအထားလို့ပြောရမှာဖြစ်ပါတယ်တပ်တစ်တွေကိုဘယ်လိုဆိုင်ဝါးထက်လဲဆိုတော့တေချာတာကတော့ဒီကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေကိုအကြမ်းဖက်တယ်လို့သူတို့ကသမုတ်တယ်ဒါကြောင့်ဒီနိုင်ငံတော်နဲ့တက်မတော်ပျက်စီးမှာဆိုတဲ့အတွက်မဖြစ်မနေပေါ့နော် must do တာဝန်ရှိရမယ်မင်းတို့စစ်သားတွေတိုက်ကိုတိုက်ရမယ်ပေါ့နော်နိုင်ငံသားတိုင်းရဲ့တာဝန်ဆိုပြီးတော့အဲ့လိုမျိုးစကားလုံးတွေနဲ့စိုက်ဝါးထည့်ပါတယ်ပြီးရင်စစ်မြေပြင်မှာရန်သူကိုတက်ကိုတက်ရမယ်ပေါ့နော်သူမတက်ရင်ကိုယ့်ကိုတက်မယ်ဆိုတဲ့အနေအထားမျိုးပေါ့လက်နဲ့ချအញ្ញမ်းခံတဲ့ဟာတွေကိုလည်းဆက်ဆံတဲ့ဟာမှာတက်ဖို့အထိပဲသူတို့ရန်သူတနက်ကင်ထားတဲ့သူမှန်သမျှကိုတက်မယ်တနက်ကင်မထားတဲ့ပြည်သူကိုလည်းပြည်သူတွေကလည်းမယုံအောင်မင်းတို့လိုတစ္ဆာဆိုထားတဲ့စစ်သားတွေမဟုတ်ဘူးအဲ့တော့အရပ်သားတွေကိုလည်းလုံးဝမယုံအောင်ဆိုတဲ့မိုင်းဆန်မျိုးတွေတေချာပေါက်ရိုက်သွင်းနေတာဖြစ်ပါတယ်ခင်ဗျာစစ်မှုထမ်းတပ်သားတပ်တွေကိုတိုက်ခိုက်ရေးအတွက်မဟုတ်ပဲရဲရွာဒေသလုံခြုံရေးအတွက်ပဲအသုံးပြုမယ်လို့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်2024ဖေဖော်ဝါရီ15ရက်နေ့မှာစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့ပါတယ်ဒါပေမဲ့လည်းလက်တွေ့မှာအတင်းအဓမ္မစစ်မှုထမ်းဆုဆောက်ခံရသူတွေဟာစစ်ကောင်စီရဲ့စိုက်ဝါရိုက်တင်ခံရပြီးတော့ရှေ့တန်းစစ်မျက်နှာပြင်မှာတိုက်ခိုက်နေရတာပါစစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသုံးပြုပြီးတော့ပြည်သူတွေကိုဖမ်းဆီးတာစစ်မှုထမ်းအကျုံးဝင်သူတွေရဲ့မိသားစုဝင်တွေစီကငွေညက်အကြက်ကင်တာစစ်မှုထမ်းတင်တန်းစင်းတွေကိုစစ်တိုက်ခိုင်းနေတာတို့အပေါ်လူခွင့်လှုပ်ရှားတဲ့အဖွဲ့အစည်းတွေကရှုတ်ချထားကြပါတယ်45 right ရဲ့ပြီးခဲ့တဲ့2024ဩဂတ်လကထုတ်ပြန်ရှင်းမှာစစ်ကောင်စီကဘူးသီးတောင်မြို့ကမွတ်စလင်လူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်အသက်18နှစ်ကနေ35နှစ်အတွင်းရှိလူငယ်တွေကိုစစ်ရေးဗျူဟာတရက်အနေနဲ့ကျင့်သုံးပြီးတော့စစ်မှုထမ်းစေခိုင်းနေတာဟာလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဝန်ကြီးဌာနကဧပြီ28ရက်နေ့ကထုတ်ပြန်ထားပါတယ်စစ်မှုထမ်းတပ်သားတွေအနေနဲ့စစ်ကောင်စီလက်ထက်ကနေလွတ်မြောက်ရေးအတွက်ဆက်သွယ်အကြောင်းကြားပြီးဝင်ရောက်ခိုလုံနိုင်တယ်လို့ပြည်သူ့ရင်ခွင်အဖွဲ့ကတိုက်တွန်းထားပါတယ်ခင်ဗျာ